la ba aro chero di ni di video ma solution no grade 9 mathematics 1 la chapter 1 ye ကိန်းစစ်တွေကြောင်းချေရိုလေ့လာကြည့်ရအောင်ပထမဆုံးအနေနဲ့ကိန်းစစ်တွေကြောင်းကိုချေရိုမလေ့လာခင်မှာချေရိုဘာကိုအရင်ဆုံးလေ့လာမလဲဆိုရင်ကိန်းတွေကြောင်းကိုချေရင်ပြောပြခြင်းနဲ့ကိန်းတွေလို့ပြောလိုက်လို့ရှိရင်ဒီချေရိုကဘာတွေရှိလဲဆိုလို့ရှိရင်ရေတွက်လို့ရတဲ့ကိန်းတွေပေါ့အဲ့တော့ကလေးတို့ငယ်ငယ်လေးကရင်ကလေးကသိခဲ့ပြီးသားကိန်းတွေဖြစ်တဲ့1 2 3 and so on ပေါ့ဒီလိုကိန်းတွေရှိတယ်ဒါကိုချေရိုဘာလို့ခေါ်လဲဆိုရင် natural numbers သဘာဝကိန်းလို့ခေါ်တယ်ရေတွက်လို့ရတဲ့ကိန်းတွေပေါ့ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကဒီချေရိုကဒီကိန်းတွေနဲ့တင်အားလုံးကိုဖော်ပြလို့ရလားလို့ပြောရင်ချေရိုကအကုန်လုံးဖော်ပြလို့မရတဲ့အကြောင်းအရာတွေရှိလာတယ်ပေါ့နော်ဥပမာဘယ်လိုဟာမျိုးလဲဆိုရင်ကိုမှရှိနေတဲ့မုံနှစ်ခုကိုသူများကိုပေးလိုက်တယ်လက်ခုစလုံးပေးလိုက်တယ်ဒါဆိုဒီချေရိုမှာဘာကျန်လဲကျန်တဲ့ဟာကိုမှရှိတဲ့ဟာကိုဖော်ပြပါလို့ပြောရင်ဒီကိန်းကနန်းတွေကသဘာဝကိန်းတွေကဘယ်ကိန်းနဲ့မှဖော်ပြလို့မရဘာလို့လဲဆိုတော့တစ်ဆိုတာတစ်ခုကိုရည်ညွှန်းတာဖြစ်တယ်ဒီချေရိုကဘာမှမရှိတော့ဘူးလေအဲ့ဒါကိုဖော်ပြဖို့ရအတွက်ဒီချေရိုကဘယ်ကိန်းကနန်းနဲ့မှဖော်ပြလို့မရတော့ဘူးအဲ့ဒါဆိုရင်ဒီချေရိုကအဲ့ဒီအတွက်ဒီချေရိုကဘာဖြစ်လာလဲဆိုရင်ကိန်းနောက်ထပ်ချက်ပြီးတော့မှအဖြစ်ဆွဲလာတဲ့ကိန်းတစ်ခုကဘာလဲဆိုရင် whole numbers လို့ခေါ်တဲ့အပြည့်ကိန်းများပေါ့ဆိုအဲ့ဒီအပြည့်ကိန်းများဘာတိုးလာလဲဆိုရင်ဒီသဘာဝကိန်းပေါ်မှာ0ထပ်တိုးလာတယ်ဒါဆိုအပြည့်ကိန်းလို့ပြောရင်0 1 2 3 4 5 and so on ဒါဆိုရင်အပြည့်ကိန်းဘယ်ကစလဲဆိုရင်အပြည့်ကိန်းမှာဒီချေရိုက300စတယ်သဘာဝကိန်းက100စတယ်နော်ကြည့်ဟုတ်ပြီဒါဆိုရင်ဒီကိန်းနေနဲ့ရောဒီချေရိုကလုံလောက်သွားပြီလားဆိုတဲ့အခါမှာမလုံလောက်တဲ့အကြောင်းအရာတွေရှိတယ်အဲ့ဒါကဘယ်လိုကိစ္စမျိုးတွေလဲဆိုတော့ဥပမာကကိုကရှိတာကဟလာကိုမှရှိတာကဟလာမုံ3ခုရှိတယ်ဒါပေမဲ့ကိုပေးရမှာ4ခုဖြစ်နေတယ်ဒါဆိုဘယ်နဲ့ဖော်ပြမှာလဲဘာနဲ့မှဖော်ပြလို့မရဘူး3ညနဲ့လည်းဖော်ပြလို့မရဘူး1 2 3တွေကလည်းဘယ်လိုနဲ့မှဖော်ပြလို့မရဘူးအဲ့လိုအခြေအနေမျိုးအတွက်နောက်ထပ်ပေါ်လာတဲ့ကိန်းကနန်းတွေကဘာတွေဖြစ်လဲဆိုတော့ integers လို့ခေါ်တဲ့ကိန်းကြီးတွေဖြစ်တယ်ဟုတ်ပြီဒါဆိုရင်အဲ့ဒီကိန်းကြီးတွေမှာဘာတွေပါလဲဆိုရင် minus တွေပါလာဘာလို့လဲဆိုတော့ကိုမှရှိတာ3ခုသူများပေးရမှာ4ခုဆိုတော့ကိုကအလိုပြလာတယ်လို့ခေါ်တယ်ပေါ့ဒါဆိုရင်ဒီ share ကဘာဖြစ်တာလဲဆိုရင် minus တွေရဲ့0ရဲ့1 2 3 4 5 and so ဒီလိုကိန်းတွေကို integers လို့ခေါ်တယ် integers မှာမှဒီ share ကအနှုတ်တွေလည်းပါတော့ negative integer တွေလည်းရှိတယ် positive integer တွေလည်းရှိတယ်ဟုတ်ပြီနော်ဒါကဒီ share ကအခြေခံကိန်းတွေဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ဒီ share ကကြည့်ရအောင်ကိန်းကြီးနှစ်ခုကြားမှာကိန်းရှိလားကျတို့စဉ်းစားကြည့်ရအောင်ဒါဆိုကျတို့က1နဲ့2ရှိတယ်1နဲ့2ရှိတယ်ဆိုတော့1နဲ့ပုံမှန်ကြည့်ရင်1ပြီးရင်2လာတာပဲကွာကလေးတို့စဉ်းစားမိမှာကဒါဆိုရင်1ပြီးရင်2လာတယ်ဆိုတော့မရှိနိုင်ဘူးပေါ့ဒီလိုလဲ maybe စဉ်းစားကောင်းစဉ်းစားနိုင်တယ်ပေါ့ဒါပေမဲ့ကျတို့ကြည့်ကြည့်ရအောင် fraction ဆိုတဲ့အပိုင်းကိန်းလေးတွေဒါကလေးတို့သိပြီးသားဖြစ်တယ်ဒါကိုကျတို့ကြည့်မယ်ဆိုရင်3/2နဲ့ 8/5ဒါဆိုစဉ်းစားကြည့်ရင်ဒါအပိုင်းကိန်းတွေနဲ့ဖော်ပြတယ်ဒီကိန်းကနန်းတွေကိုကျတို့ fraction ကိုဒီ fraction ကိုကျတို့ decimal နဲ့ဖော်ပြလို့ရှိရင်3/2ဆိုတာကျတို့က1/5 8/5ဒါနဲ့ဖော်ပြလိုက်မယ်ဆိုရင်ကျတို့ကြည့်ကြည့်ရအောင်အဲ့တော့ဒီ 1.5 ဆိုတာဒီပြောမယ်ဆိုရင်1ထက်ကျော်ပြီး2မပြည့်တဲ့ကဏ္ဍဖြစ်တယ် 1.6 ဆိုတာလဲ1ထက်ကျော်တဲ့2မပြည့်တဲ့ကဏ္ဍဖြစ်တယ်ဒါဆိုလိုတာကဒီအပိုင်းကိန်းတွေပြောမှဆိုရင်3/2တို့8/5တို့ဆိုတာ1နဲ့2နဲ့ကြားမှာရှိနေတဲ့ကိန်းဖြစ်တယ်ဒသမနဲ့ပြောချင်တယ်ဆို1.5တို့1.6တို့ဆိုတာက1နဲ့2နဲ့ကြားမှာရှိနေတဲ့ကိန်းတွေဖြစ်တယ်ဒါဆိုဒီကျတို့ကကိန်းနှစ်ခုကြားမှာကိန်းရှိလားလို့ပြောရင်ကလေးတို့ဘာလို့ပြောလို့ရလဲဆိုရင်ကိန်းရှိတယ်လို့ကျတို့ပြောလို့ရတယ်ဟုတ်ပြီနော်ကဲဟုတ်ပြီဒါဆိုကျတို့နောက်တစ်ခုကြည့်ကြည့်ရအောင်နောက်တစ်ခုကဒီကျတို့အဲ့တော့ decimal numbers ဒသမကိန်းဒါဆိုဒသမကိန်းကိုချေတို့လေ့လာကြည့်ရအောင်ဒသမကိန်းလို့ပြောရင်ချေတို့ဘာရှိလဲဆိုလို့ရှိရင်အဆုံးရှိတဲ့ဒသမကိန်းရှိတယ်နောက်ပြီးတော့အဆုံးမရှိတဲ့ဒသမကိန်းလည်းရှိတယ်ဘာကြီးလဲပေါ့အဆုံးရှိတာနဲ့အဆုံးမရှိတာဒါဆိုချေတို့ကြည့်ကြည့်အောင်အဆုံးရှိတဲ့ဒသမကိန်းဆိုတာက1/2လို့ပြောလို့ရှိရင်ဒါ fraction နဲ့ပြောထားတာသူ့ကို decimal နဲ့ပြောရင် 0.5 ဆိုလိုချင်တာက1ကို2နဲ့စာရင် 0.5အလီဝင်ပြီးလိုက်တာနဲ့ကျတို့က remainder က0ဖြစ်တယ်ဒါဆိုပြတ်သွားပြီးထပ်ပြီးဆက်စားเสียမလို့တော့
နောက်တစ်ခါဒီကျတော့3 over 2 3 over 2လို့ပြောရင်ကျတော့စားကြည့်လိုက်လို့ရှိရင်1.5နဲ့ပြတ်သွားပြီး remainder 0ဖြစ်သွားပြီဖြစ်တဲ့အတွက်ထပ်ပြီးစားစရာမလိုတော့ဒါကြောင့်မလို့ဒီကျတော့ဒီကိန်းတွေကိုဘာလို့ခေါ်တာလဲဆိုလို့ရှိရင်အဆုံးရှိတဲ့ဒသမကိန်းလို့ခေါ်ပါတယ်ဒါဆိုရင်အဆုံးမရှိတဲ့ဒသမကိန်းကဘာလဲဆို1 over 3 1 over 3လို့ပြောရင်စားကြည့်လိုက်မပြတ်တော့ဘူးကျတော့နော်အဲ့တော့3လေးကြီးပဲဝင်လိုက်တိုင်းလဲ3ကြီးပဲအကျွန်းရလဲဒီကနန်းမဲ့ထက်ကျွင်းနေပြီးမပြတ်တော့ပဲဖြစ်နေတယ်ဒါကြောင့်မို့ဒီကျတော့အနောက်မှာ dot ခံထားဆိုလိုတာကနောက်မှာ3လေးကြီးကြိတ်တလောက်မင်းစားလိုက်တများ3ပဲဖြစ်နေမယ်လို့ပြောချက်ဟုတ်ပြီနော်ဒါဆို1 over 7ကိုကြည့်ရင်လဲသူကဘာတွေဖြစ်လာမလဲ0.14257ဒါကြီးပဲချက်အဲ့တော့ဒီကျတော့အဆုံးမရှိတော့ဘူးစားလို့မပြတ်ဘူးဒီကနန်းတွေပဲပြန်ပြီးလဲပတ်နေတယ်ဒီလိုမျိုးရှိနောက်တဲ့ကျတော့ဒသမကိန်းလေးတစ်ခုကြည့်မယ်0.101001ဟာဒါကိုကြည့်တော့ကြတော့သူလဲနောက်မှာတော်နဲ့ခံနေတာလေသူလဲတေချာပေါ့ဆုံးမရှိဘူးဒီမှာလဲပိုင်တန်မိုးလေး3.1415ဆိုပြီးတော့ဒီကနန်းလေးနဲ့ဆုံးမရှိတိုးတော့ဒီကနန်းနှစ်ခုနဲ့ဒီကနန်းနှစ်ခုရဲ့ကွာခြားချက်ကဘာရှိလဲဆိုတော့အဆုံးမရှိတာကျတော့တူတယ်တိုးတော့သူကအဆုံးမရှိပြီမဲ့ဒီမှာကြီးကနန်းနေပြန်ထက်ဒီအားကြတော့မထက်ဘူးအဲ့ဒီအတွက်ရေတို့ကဘာရှိကြလဲဆိုဒီဘက်ကဒသမကိန်းကြီးအဆုံးမရှိတဲ့ပြန်ထက်ဒသမကိန်းလို့ခေါ်ပြီးတော့ဒီဘက်ကဒသမကိန်းကအဆုံးမရှိတဲ့ပြန်မထက်တဲ့ဒသမကိန်းလို့ခေါ်တယ်ဟုတ်ပြီနော်ဒါဆိုဒီရေတို့ကဒသမကိန်းမှာအဆုံးမရှိတဲ့ပြန်ထက်ဒသမကိန်းနဲ့အဆုံးမရှိတဲ့ပြန်မထက်တဲ့ဒသမကိန်းဆိုပြီးတော့ရေတို့ရှိတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီလိုကကြည့်ကြည့်ရအောင်နောက်တစ်ခုက rational numbers ဆိုတဲ့ rational gain ကိုကြည့်ကြည့် rational gain လို့ပြောရင်ဘယ်လို gain တွေက rational gain တွေဖြစ်မှာလဲဆိုတော့ integers ဆိုတဲ့ gain ကြီးတွေ gain ကြီးလို့ပြောတာနဲ့ဆိုတော့ဒီချက်ပြောခဲ့ပြီးသားအဲ့တော့ဒီလိုဘာတွေရှိရလဲဆိုရင် negative integers တွေရှိတယ် positive integer တွေရှိတယ်ဒါတွေကဒီလိုက gain ကြီးတွေဖြစ်တယ်နောက်တစ်ခုက fraction ဆိုတဲ့အပိုင်း gain တွေအပိုင်းကြီးလို့ပြောလို့ရှိရင်ဒီလိုက positive လည်းပါတယ် negative လည်းပါတယ်ဒီနေရာမှာဒီလိုတစ်ချက်ပြောစရာရှိတာက fraction ဆိုတဲ့အပိုင်းကြီးမှာဥပမာဒီလိုဒီမှာကြည့်ရအောင် p over q လို့ပြောရင်ဒီလိုသိရမယ့်ချက်ကလေးတွေရှိတယ်အဲ့တော့ဒီအောက်မှာစားတဲ့ဒီလိုကစားကင်းကဒီလိုတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် not equal to 0မဖြစ်ရ0ဖြစ်လို့မရဘူးနောက်ပြီးရင်ဒုတိယတစ်ချက်ဟောဒီပိုင်းဝင်မှာရှိနေတဲ့ဂိမ်းနဲ့ပိုင်းစီမှာရှိနေတဲ့ဂိမ်းမှာဘုံစာခွဲဂိမ်းမရှိရဟုတ်ပြီနော်အဲ့တော့အရှင်းဆုံးပုံစံဒီရှင်းမှာဘုံစာခွဲဂိမ်းမရှိရနော်ဒီလိုလေးချင်လို့ဖြစ်ရနောက်တစ်ခုဒီကျတော့ကဟုတ်ပြီဒသမဂိမ်းနဲ့ပြောမယ်ဆိုရင်ကျတို့ဒီနေရာမှာတော့နှစ်ပိုင်းပြောရမယ်ပထမတစ်ပိုင်းက 0.25 တို့ 0.22 ဆိုတာကအဆုံးရှိတဲ့ဒသမဂိမ်းလေးဖြစ်တယ်ဒါပေမဲ့လို့အနောက်ကဂိမ်းနှလုံးဒီချက်ပြထားတဲ့ဥပမာတွေမှာဆိုရင်ဒီကိန်းနှလုံးကကြတော့အဆုံးမရှိတိုးတော့အဆုံးမရှိတဲ့အချိန်မှာဒီကျတော့နှမျိုးရှိခဲ့တာပြန်ထက်တာနဲ့မထက်တာတိုးတော့ဒီမှာဒီကျတော့ဘာဖြစ်တာလဲဆိုပြန်ထက်ရဟုတ်ပြီအဲ့ကျတော့ဒသမဂိမ်းမှာနည်းနည်းလေး view site ပို့လို့အဆုံးရှိရင်ရှိမရှိရင်ပြန်တော့ထက်ရဟုတ်ပြီနော်ဒါတွေအားလုံးကဘာလို့ခေါ်လဲ rational numbers လို့ခေါ်တယ်ဟုတ်ပြီဒါဆိုဒီကျတော့2နဲ့ 2.6 က rational gain ဟုတ်လားလို့ကျတော့စဉ်းစားမယ်အဲ့တော့ကျတော့2ကိုကြည့်ကြည့်လိုက်2ကို fraction ပြောင်းကြည့်လိုက်ရင်2ကိုပါဝင်လို့ရေးလို့ရအဲ့တော့သိကြတာကသူ့မှာဒီကျတော့ကဘုံစာခွဲကိန်းမရှိဟုတ်တယ်နော်ပိုင်းကြီးလဲ0ဖြစ်မနေနောက်တစ်ခါဒီကျတော့က 2.6 2.6 ကို fraction နဲ့ပေါ်ပြလို့ရှိရင်26 over 10အဲ့26 over 10ကတော့ဒါအရှင်းဆုံးပုံစံမဖြစ်သေးဘူးဒီတိုင်းကြီးထားရင်တော့ကျတော့ကဘုံစာခွဲကိန်းရရှိနေမှာသိကြတယ်တိုးတော့သူ့ကိုကျတော့အရှင်းဆုံးပုံစံရှင်းလိုက်လို့ရှိရင်30 over 5အဲ့တော့30 over 5ရပြီဆိုရင်ဒါဒီကျတော့ကဘာဖြစ်သွားပြီလဲဆိုတော့ဘုံစာခွဲကိန်းရှိတော့ဒါဆိုရင်ဒီကျတော့က2နဲ့ 2.6 က rational gain ဟုတ်လားဆိုဟုတ်တယ်လို့ဒီကျတော့ပြောလို့ရတယ်ဟုတ်ပြီနော်ဒီဒါဆိုရင်ဒီကျတော့အဲ့တော့မှဆိုရင်ကျတော့သင်ခန်းစာကိုလောက်နေရင်းနဲ့နောက်ပြီးတော့မှဆိုရင်ဒီချက်က irrational gain တွေရယ် rational gain တွေကိုကျတော့ဟိုမှာ gain ရင်းပေါ်မှာကျတော့ဟိုနေရာချပြီးတော့မှဟလာဘာလဲဆိုရင် irrational gain တွေနောက်ထပ်ဖြစ်ဖို့လိုလာတယ်ဆိုတဲ့အချက်ကိုဒီချက်ပြောသွားပြီးမှဖြစ်တယ်ဟုတ်ပြီနော်ကဲဟုတ်ပြီအဲ့ဒါဆိုအားလုံးကျေးဇူးတင်ပါတယ်